ညီမတို့ဒီဂျယ်လီလေးကိုစားပြီးတော့ပူတယ်အန်ဂျင်နဲ့မူးတယ်ဝမ်းနေအရန်သွားတယ်ညီမလေးရေအဲ့ဒါဘာကြောင့်လဲတကယ်တော့အဲ့ဒါတွေကဂျင်းကိုအခြေခံပြီးတော့ဒီဂျယ်လီလေးကပြုလုပ်ပေးထားဖြစ်တဲ့အတွက်ကိုအရန်လင်းနေသွားတဲ့အစီကိုချပြီးတော့လုံးဝအနေမရှိပါဘူးအမှုတက်တွေနဲ့အစီချပြရဖြစ်တယ်တော့သူ့ထဲမှာပါဝင်တဲ့ဟာလေးတွေဆိုရင်ဂျင်းစမုံနဲ့ပွေးကရွက်ငရုတ်ကောင်းစီအဲ့ဒါလေးတွေအကုန်လုံးပေါ့နော်မြစ်ချုပ်ပြားကြီးအဲ့လိုဟာမျိုးလေးပါတဲ့အတွက်ကိုပို့ပြီးတော့နေနေသွားတဲ့အစီကိုဗန်းပေးတယ်ကိုလည်းကြောင်ရှင်းပေးတယ်ဝမ်းရမ်းချုပ်တဲ့လူကြီးတွေအတွက်အဆင်ပြေတယ်လို့ဝမ်းချုပ်တဲ့လူငယ်တွေအတွက်လည်းအဆင်ပြေပါတယ်ရှင်ဘာလို့လဲဆိုတော့ဒီဂျယ်လီလေးကကြတော့သူ့ထဲမှာပါတာကအိမ်မက်မီကိုကြောင့်လုပ်ဖြစ်စီပေးတယ်အဲ့ဒါလေးဖြစ်တဲ့အတွက်ကိုနှင်းမြန်စွာအစီကိုဗန်းပေးတယ်အခုတက်တဲ့စီကိုချပေးတဲ့အတွက်ကိုနှင်းမြန်စွာနဲ့ပေါ့နော်အစီကိုတပူးကုန်တာနဲ့တိတာရဲဇက်ကိုရတယ်တပူးမကုန်ခင်နှလုံးသုံးလုံးစားရတယ်လေတိတာရဲဇက်ကိုတကယ်ရပါတယ်ရှင်ဘာကြောင့်လဲဆိုတော့ဒီလိုပေါ့နော်အဲ့လို review လေးတွေအားလုံးကဒီဂျယ်လီလေးစားပြီးတော့တကယ်ရလာတာပါရှင်လုံးဝနော်တကယ်တိတာရဲဇက်ကိုနှလုံးသုံးလုံးနဲ့ရတဲ့လူကရတယ်တပူးကုန်တာနဲ့တိတာရဲဇက်ရတဲ့လူကရတယ်တချို့ကကြတော့နည်းနည်းပေါ့နော်ကိုယ့်ရဲ့ data တွေအစီစုစီမှုတွေအဲ့လိုဟာမျိုးလေးတွေကကွာတာဖြစ်တဲ့အတွက်ကိုတပူးကုန်တာနဲ့ရတဲ့လူကရတယ်နှလုံးသုံးလုံးကုန်တာနဲ့ရတဲ့လူကရတယ်ပေါ့နော်အဲ့ဒီကြောင့်မို့ကိုလုံးဝအနေမဖြစ်ပါဘူးအပူဓာတ်နဲ့ CEO ချပြရတဲ့အတွက်နည်းနည်းလေးပုံမယ်နည်းနည်းလေးမူးချင်တဲ့ engine နဲ့ညနေလေးလုံး၅လုံးလောက်စားပြည့်အချိန်ပေါ့နော်အဲ့လိုချိန်လေးဆိုရင်တော့လုံးဝအဆင်ပြေသွားပါပြီပြီးတော့နေ့တိုင်းစားကြရမှာမဟုတ်ဘူးရက်ချာလေးစားပြီးကိုက1 3ကအထက်သွားတဲ့လူဆိုရင်ရက်ချာလေးစားပေးကြည့်ပေါ့နော်အဲ့ဒါကပုံပြည့်စင်ပြပါလိမ့်ရှင်ရက်ချာလေး2ရက်ချာပဲချာချာ3ရက်ပဲချာချာစေးကြတခုကတော့ကုန်တာတိတာရဲဆိုတကယ်ရပါတယ်ရှင်